ဟုတ်ကဲ့ပါကျွန်တော်ခုကကြတော့မြေရောက်ရထားရှိတဲ့နေရာကိုသွားနေတာပဲဖြစ်ပါတယ်ဒီကျွန်တော်ခုနကဒီရှိနေတဲ့နေရာကြတော့ဒီ Taipei 101ဆိုတော့အနည်းဆုံးမြေရောက်ရထားဂိတ်ကကြတော့ Taipei 101မြေရောက်ရထားဂိတ်ပဲဖြစ်ပါတယ်အဲ့ဒီဂိတ်ထဲကိုကျွန်တော်ဝင်ပြမယ်ပေါ့နော်ဝင်ပြီးွားတဲ့ခါကျရင်ကျွန်တော်ခုနကပြောသွားတဲ့ဒီအဝါရောင် line တာအဲ့ဒီ line ကိုကျွန်တော်ပြပါမယ်ဘယ်နေရာမှာရှိတယ်ဆိုတာကိုပေါ့နော်အကယ်အရင်ကတတိမထားမိတဲ့လူတွေတဲ့ဒီဗီဒီယိုကြည့်ပြီးွားရင်တော့ဘယ်နေရာမှာရှိတယ်ဆိုတာသိကြမှာပါဟုတ်ကဲ့เนาะဒါဆိုရင်တော့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဒီနေ့ကကြတော့ခုနအစောပိုင်းကမိုးရွာထားတယ်ပေါ့နော်မိုးရွာထားတယ်ဆိုတော့ပေရာဒီဥတို့ကမိုင်းနေပေါ့ဟုတ်ကဲ့ဒါကကြတော့ကျွန်တော်ခုနကရှိတဲ့နေရာကနေအနည်းဆုံးမြေရောက်ရထားဂိတ်ဖြစ်ပါတယ်အဲ့ဒါကြတော့ Taipei 101ပေါ့နော်မြေရောက်ရထားဂိတ် Taipei 101ကြတော့ဟိုဘက်မှာဖြစ်ပါတယ်အနောက်ဘက်မှာပေါ့ဟုတ်ပြီเนาะဒါဆိုရင်တော့ကျွန်တော်အထက်ကိုလိုက်ပြပါမယ်ဒီမှာကျွန်တော်ခုနပြောသွားတယ်မြေရောက်ထားစီးတဲ့အခါကျရင်လက်မဖြတ်တဲ့နေရာဖြစ်ပါတယ်အဲ့ဒီဂိမ်းနာအောက်မှာဒီမှာရေးထားတာရှိပါတယ်တတိထားမိကြမယ်လို့ထင်ပါတယ်ဒီနားမှာဆိုရင်ဒီနေရာဝင်ပြီးဆိုတာနဲ့ဒီထဲဝင်ပြီးဆိုတာနဲ့ကျွန်တော်တို့အစားစားလို့မရတော့ပါဘူးဒီနေ့ကတော့ကျွန်တော်ကယထာစီမှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဆိုင်ကယ်ယထာတဲ့နေရာကိုပြန်ပါမယ်အားလုံးလည်းတတိထားမိကြမယ်လို့ထင်ပါတယ်နောက်ကြရင်လည်းပေါ့နော်ဒီဒါလေးနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆက်ပေးချင်ပါတယ်ဒါကကြတော့ကျွန်တော်တို့ယာယီငားလို့ရတဲ့ ठी ဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကကြတော့ပေါ့နော်ဒီခုနကကျွန်တော်ပြတဲ့ဥစ္စာကကြတော့ဒီအဝါရောင် line လေးပေါ့နော်အဲ့ဒီ line လေးဖြစ်ပါတယ်အဲ့ဒီဥစ္စာကိုအားလုံးပေါ့နော်နောက်ကြရင်တတိထားပြီးတော့ကြည့်ကြပါအဲ့ဒီ C ကိုကြော်ပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲအစားစားလို့မရတော့ဘူးအေးဒီဘာတွေတောက်လို့မရတော့ဘောနော်ရေတောက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဂိတ်ဝန်ထမ်းကိုသွားပြီးတော့အကြောင်းကြားပေးပါကိုတဘောနဲ့ကိုမတောက်လိုက်ပါနဲ့ဟုတ်ပြီနော်ဟုတ်ကဲ့ပါဒါကကျွန်တော်အချင်းရတော့ပေါ့နော်ဒီနေ့တည်းသတိတွေရတော့ကျွန်တော်ရိုက်ပေးလိုက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျေးဇူးပါ